ကိုကြီးနေထူးနိုင်ပြောသလိုပဲအာဆင်နယ်ကပရီးမီးယားလိကိုလိုချင်တာမဟုတ်ဘူးပရီးမီးယားလိကအာဆင်နယ်ကိုလိုချင်နေတာကျွန်တော်တို့အာဆင်နယ်ကိုလှောင်ပြောင်ခဲ့ကြတာအာဆင်နယ်တယောက်ပရီးမီးယားလိမှာဖလားလွဲတော့မယ်ဆိုပြီးပျော်ခဲ့ကြတာဒါပေမဲ့အခုတော့ကျွန်တော်တို့အာဆင်နယ်ကိုတောင်းပန်ဖို့လိုအပ်နေပြီဘာလို့လဲဆိုတော့ဒီယာဒီမှာအာဆင်နယ်ကပရီးမီးယားလိချန်ပီယံဖြစ်တော့မှာမဟုတ်လို့ပါ2004ခုနှစ်နောက်ပိုင်း22နှစ်အကြာမှာပထမဆုံးအကြိမ်ဖြစ်အာဆင်နယ်ကပရီးမီးယားလိဖလားကိုတိမ့်ပိုက်တော့မှာပါမန်စီးတီးကလက်ကျန်ပွဲတွေအကုန်နိုင်ရင်တောင်ပွဲအရေးအတွက်တူသွားတဲ့အခါအာဆင်နယ်က2မှတ်အသာနဲ့ရှေ့ကပြေးနေအောင်ပါအာဆင်နယ်ကဘသူ့ကိုရှုံးမှလည်းပြောကြည့်ပါသူတို့ကချန်ပီယံစ်လိဖိုင်နယ်ကိုတောင်တတ်တော့မှာအတလက်တီကိုနဲ့တစ်တရေကြထားပြီးအိမ်ကွင်းပွဲကကြံသေးတယ်အဲ့ဒီနောက်တန်းစင်းဆောင်ကဝက်စ်ဟမ်တန်းစင်းသွားပြီးဖြစ်တဲ့ဘန်လီနဲ့ချီစွမ်းမတီငိမ့်နဲ့ခရစ္စတယ်ပဲလစ်တို့နဲ့ကစားရမှာဂျေရိုမီဒိုခုရေမင်းကိုလှလှလေးတွေတွန်းခဲ့ပြီးမိဘာလို့အောင်ပွဲခံပြီးလူတွေကိုညင်ခိုင်းနေတာလဲမင်းတို့ပွဲကတရီပဲကြခဲ့တာလေမန်စီးတီးဖလားလက်လွတ်ရတော့မယ်ဆိုတာမယုံနိုင်စရာပဲမာကွီမင်းလုတ်ခဲ့တာတွေကိုမှတ်ထားပါတကယ်လို့အာဆင်နယ်သာဒီဖလားကိုရသွားရင်ဘိုးလုံးလောကကြီးကမင်းကိုပဲတော့မှခွန့်လို့မှာမဟုတ်ဘူး